အင်္ဂလန်ဆင့်မြင့်တဲ့အမှတ်ပေးဘောလုံးပြိုင်ပွဲကိုပရီးမီးယားလိလို့နာမည်ပြောင်းလိုက်တဲ့1992-93ဘောလုံးရာသီမှာပဲမန်ချက်စတာယူနိုက်တက်တိုက်စစ်မှုအဲရစ်ကန်တိုနာကသမိုင်းဝင်စံချိန်မှတ်တမ်းတစ်ခုကိုရယူနိုင်ခဲ့ပါတယ်။ပရီးမီးယားလိရဲ့တရားသီဂိုးဖန်တီးမှုအများဆုံးစံချိန်ဖြစ်ပြီးကန်တိုနာဟာအဲ့ဒီရာသီမှာစုစုပေါင်းဂိုးဖန်တီးမှု16ချိန်ထိလုပ်နိုင်ခဲ့ပါတယ်။ပထမရာသီဝက်ကိုLeeds Unitedမှာဖျက်ဆီးခဲ့ပြီးဒုတိယရာသီဝက်ကျမှမန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့လာခဲ့တဲ့ကန်တိုနာဟာအဲ့ဒီရာသီမှာLeedsအတွက်ဂိုးဖန်တီးမှု9ချိန်နဲ့ United အတွက်ဂိုးဖန်တီးမှု17ချိန်လုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။1990နဲ့2000ကြားနှစ်ကာလတွေမှာတော့ပရီးမီးယားလိဟာတဖြည်းဖြည်းနဲ့ပုံမှန်ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့နာမည်ကျော်တိုက်စစ်ကစားသမားတွေလည်းပရီးမီးယားလိကိုအတော်များများလာကစားခဲ့ကြတယ်။ဒါပေမဲ့စိန်စုနှစ်တစ်ခုနီးပါးကြာလာသည့်အထိအဲရစ်ကန်တိုနာရဲ့ဂိုးဖန်တီးမှုစံချိန်ကိုဘယ်သူမှလိုက်မမီနိုင်ခဲ့ပါဘူး။ United နဲ့အတူကန်တိုနာစံချိန်တင်နိုင်ခဲ့ပြီးနောက်10စုနှစ်တစ်ခုအကြာ2000-2003ဘောလုံးရာသီမှာတော့အာဆင်နယ်တိုက်စစ်မှု Thierry Henry ကဒီစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့တရားသီတွင်ဂိုးဖန်တီးမှုအကြိမ်20ထိလုပ်နိုင်ခဲ့တယ်။ပိုပြီးတော့ချီးကျူးစရာကောင်းတာတစ်ခုက Henry ဟာအဲ့ဒီရာသီမှာကိုယ်တိုင်လဲ24ဂိုးထိသွင်းယူနိုင်ခဲ့ခြင်းပါပဲ။ Henry ဂိုးဖန်တီးမှုစံချိန်တင်နိုင်ခဲ့ပြီးနောက်မှာတော့ပရီးမီးယားလိရဲ့ထိပ်တန်းတိုက်စစ်ကစားသမားတွေဟာဒီစံချိန်ကိုအမီလိုက်နိုင်ဖို့ကျော်ဖြတ်နိုင်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ကြတယ်။အတော်လေးနှီးစပ်ခဲ့တာမျိုးတွေလည်းမကြာခဏရှိခဲ့ပါတယ်။ဥပမာ2004-2005ဖရန့်လမ်ဘတ်ဆိုရင်ပွဲစဉ်20အပြီးမှာပဲဂိုးဖန်တီးမှု16ချိန်ထိလုပ်နိုင်ခဲ့ဘူးတဲ့။ရာသီကုန်မှု10ပွဲလိုမှာစံချိန်သစ်ထပ်တင်နိုင်ဖို့ဂိုးဖန်တီးမှု9ချိန်ပဲလိုအပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လမ်ဘတ်ဟာအဲ့ဒီရာသီမှာစံချိန်သစ်မတင်နိုင်ခဲ့ပါဘူး။သူ့ရဲ့ဂိုးဖန်တီးမှုက18ချိန်နဲ့ပဲရပ်တန့်သွားခဲ့ပါတယ်။2009-2008မှာလည်းအာဆင်နယ်ကွင်းလယ်လူဖာဘရီဂက်စ်ကအတော်လေးနှီးစပ်ခဲ့ပါသေးတယ်။ဒါပေမဲ့သူလည်းဂိုးဖန်တီးမှု18ချိန်နဲ့ပဲကျင်းနှက်ခဲ့ရပါတယ်။2014-15ဘောလုံးရာသီမှာတော့ Fabregas ပဲနောက်ထပ်တစ်ချိန်ထပ်မံနှီးစပ်ခဲ့တယ်။ဒီတစ်ခါတော့ Chelsea နဲ့အတူဖြစ်ပါတယ်။အဲ့ဒီရာသီမှာ Fabregas ဟာပွဲစဉ်20အပြီးမှာတင်ဂိုးဖန်တီးမှု14ချိန်ထိလုပ်နိုင်ခဲ့တယ်။လက်ကျန်18ပွဲမှာဂိုးဖန်တီးမှု9ချိန်လောက်ထပ်ရရုံနဲ့စံချိန်သစ်တင်နိုင်တော့မယ်အနေထားပါပဲ။ဒါပေမဲ့တကယ်တမ်းမှာတော့ Fabregas ဟာဒုတိယရာသီဝက်တစ်ခုလုံးဂိုးဖန်တီးမှု4ချိန်ပဲထပ်ရခဲ့တယ်။သူ့ရဲ့ဂိုးဖန်တီးမှုကလည်းစုစုပေါင်း18ချိန်နဲ့ပဲကျင်းနှက်လိုက်ရပါတယ်။2015-16မှာလည်းအာဆင်နယ်ကွင်းလယ်ဖန်တီးရှင်အိုဇေးကအနည်းဆက်ဆုံးဖြစ်ခဲ့တယ်။ဒါပေမဲ့အန်အော်တင်ပွဲကောင်းလောက်အောင်ပဲသူလွဲချော်သွားခဲ့ပါတယ်။အဲ့ဒီရာသီမှာအိုဇေးဟာအာဆင်နယ်နဲ့အတူအထူးခြေစွမ်းပြကစားခဲ့တယ်။ပရီးမီးယားလိပွဲစဉ်18အပြီးမှာတင်ဂိုးဖန်တီးမှု15ချိန်ထိလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လက်ကျန်22ပွဲမှာအိုဇေးဟာနောက်ထပ်ဂိုးဖန်တီးမှု4ချိန်ပဲထပ်ရခဲ့တယ်။သူ့ရဲ့စုစုပေါင်းဂိုးဖန်တီးမှုကလည်း16ချိန်နဲ့ရပ်တန့်သွားခဲ့ပါတယ်။မန်စီးတီးကွင်းလယ်ဖန်တီးရှင်ဒဘရိုင်းနာဆိုလည်းဒီစံချိန်ကိုကျော်ဖြတ်နိုင်ဖို့4ချိန်လောက်ထိနှီးစပ်ခဲ့ပူပါတယ်။ဒါပေမဲ့2019-20တချိန်ပဲဂိုးဖန်တီးမှုအချိန်20ပြည့်ခဲ့တယ်။ကျန်တဲ့နှစ်တွေမှာတော့18ချိန်16ချိန်တွေနဲ့ပဲသူ့ရဲ့ဂိုးဖန်တီးမှုကရပ်တန့်သွားခဲ့ရပါတယ်။ပြီးခဲ့တဲ့2024-25ဘောလုံးရာသီမှာလည်းလီဗာပူးရဲ့မိုဆာလာကဒီစံချိန်ကိုအမီလိုက်နိုင်ဖို့အတော်လေးကိုနှီးစပ်ခဲ့ပါသေးတယ်။ပွဲစဉ်28အပြီးမှာပဲမိုဆာလာရဲ့ဂိုးဖန်တီးမှုက18ချိန်ထိရှိလာတယ်။လက်ကျန်10ပွဲမှာဂိုးဖန်တီးမှု4ချိန်လောက်ထပ်ရလိုက်အောင်နဲ့စံချိန်သစ်တင်နိုင်တော့မှာဖြစ်ပါတယ်။မနေ့ကသူ့ရဲ့ခြေစွမ်းရည်အတော်လေးကိုဖြစ်နိုင်ခြေများတဲ့အနေအထားပါပဲ။ဒါပေမဲ့မိုဆာလာဟာလက်ကျန်ပရီးမီးယားလိ10ပွဲမှာဂိုးဖန်တီးမှုတစ်ချိန်ပဲထပ်ရခဲ့တယ်။သူ့ရဲ့ဂိုးဖန်တီးမှုကလည်း18ချိန်နဲ့ပဲရပ်တန့်သွားခဲ့တယ်။2024-25ပရီးမီးယားလိရဲ့ဂိုးသွင်းအများဆုံးရွှေဖနက်စုဂိုးဖန်တီးမှုအများဆုံး playmaker အဝက်တွေကိုမိုဆာလာစုခူးနိုင်ခဲ့ပေမဲ့လည်းအွန်ရီနဲ့ဒီဘရိုင်းနာတို့ရဲ့ဂိုးဖန်တီးမှုစံချိန်ကိုတော့သူမကျော်ဖြတ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့အွန်ရီရဲ့စံချိန်ဟာနှစ်ပေါင်း20လောက်တည်မြဲနေခဲ့တယ်။ဒီဘရိုင်းနာတစ်ချိန်အမီလိုက်နိုင်ခဲ့တယ်ဆိုတာလောက်ပဲရှိခဲ့တယ်။ဒီရာသီမှာတော့အဲ့ဒီစံချိန်ကိုကျော်ဖြတ်နိုင်ဖို့အလှည့်ကျလာခဲ့တာက United အသင်းကောင်းဆောင် Bruno Fernandes ပဲဖြစ်ပါတယ်။ဒါကနည်းနည်းတော့အံ့ဩစရာကောင်းခဲ့ပါတယ်။2020ထဲက United ကိုရောက်လာခဲ့တဲ့ Bruno ဟာပရီးမီးယားလိရဲ့တရားသီဂိုးဖန်တီးမှုအများဆုံးကစားသမားစုကိုတစ်ခါမှမရခဲ့ဘူးပါဘူး။ဒါပေမဲ့ United မှာသူဖြတ်တန်းလာခဲ့တဲ့ဘောလုံးရာသီတိုင်းလေးပါ chance created အများဆုံးဖြစ်စံချိန်တင်နိုင်ခဲ့တယ်။ဒီရာသီမှာတော့ United ကိုအမ်ဘူမိုကူးညာနဲ့ Sheshko တို့လိုတိုက်စစ်ကစားသမားတွေထပ်မံရောက်ရှိလာခဲ့တယ်။ Bruno လည်းနီးပြအမိုရင်ရဲ့ 4-2-3-1 ကစားကွက်မှာ double ပိုင်ဖို့နေရာကိုဆင်းကစားခဲ့ရပါတယ်။ဂိုးပေါက်နဲ့နည်းနည်းလေးပိုဝေးသွားတဲ့သဘောပါပဲ။ကစားနေကြမဟုတ်တဲ့ double ပိုင်ဖို့နေရာကိုဆင်းကစားပေးခဲ့ရတယ်လို့ United ကလည်းအသင်းလိုက်ကစားကွက်အနေနဲ့ကာရီရောက်လာသည့်အထိသိမ့်မတည်ငြိမ်ခဲ့ဘူး။ Bruno လည်းပွဲစဉ်9အပြီးထိဂိုးဖန်တီးမှုတစ်ချိန်မှမလုပ်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ပရီးမီးယားလိပွဲစဉ်ရှိလီဗာပူးနဲ့အဝေးကွင်းပွဲမှာတော့မက်ခွိုင်းယားရဲ့အနိုင်ဂိုးကိုဘရူနိုဖန်တီးပေးနိုင်ခဲ့တယ်။အဲ့ဒီကနေစလို့သူ့ရဲ့ဂိုးဖန်တီးမှုတွေဟာရက်တန့်လို့မရနိုင်တော့အောင်ဖြစ်ခဲ့ပါတယ်။မိုရင်လက်ထက်အခက်အခဲတွေအတော်များများရှိခဲ့တဲ့ကြားပဲပွဲစဉ်19အပြီးမှာဂိုးဖန်တီးမှု9ကြိမ်ထိလုပ်နိုင်ခဲ့တယ်။အဲ့ဒီနောက်မှာတော့ဘရူနိုဒဏ်ရာရသွားပါတယ်။ပရီးမီးယားလိ3ပွဲလောက်ကိုသူလွဲချော်ခဲ့ရပါတယ်။သူပြန်ကစားနိုင်ချိန်မှာတော့အမိုရင်ပြုတ်သွားပါပြီ။ယာယီနီးပြဖလက်ချာကပရီးမီးယားလိတပွဲ FA တပွဲထိန်းကင်ပေးခဲ့တယ်။ဘရူနိုလည်းသူအားတန်ဆုံး position ဖြစ်တဲ့ 4-2-3-1 ရဲ့ number 10 row မှာပြန်လည်ပွဲထွက်ကစားခွင့်ရလာခဲ့ပါတယ်။ဒါပေမဲ့ပိုင်ပေါ်အနေနဲ့တော့ဂိုးတွေဖန်တီးပေးနေတဲ့ဘရူနိုဟာနေရာမှန်ပြန်ရောက်လာချိန်မှာတော့အကောင်းဆုံးခြေစွမ်းတွေပြန်လည်ပြသလာခဲ့ပါတယ်။မိုက်ကယ်ကာရီလက်ထက်ပရီးမီးယားလိ18ပွဲမှာဂိုးဖန်တီးမှု73ကြိမ်ထိလုပ်နိုင်ခဲ့တယ်။စီဇန်နှစ်ခုကျော်တည်မြဲနေခဲ့တဲ့အွန်ရီရဲ့ဂိုးဖန်တီးမှုစံချိန်ကိုထိုက်တန်ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ပရီးမီးယားလိပွဲစဉ်9အပြီးထိဂိုးဖန်တီးမှုတစ်ချိန်မှမလုပ်နိုင်ခဲ့ဘူး။ဒဏ်ရာပြဿနာတွေကြောင့်3ပွဲတိတိလွဲချော်ခဲ့ရတယ်။ရာသီတဝက်လောက်ကိုကစားနေကြမဟုတ်တဲ့ဒဘယ်ပိုင်ဘော့နေရာမှာစင်ကစားပေးခဲ့ရပါတယ်။အဲ့ဒီလိုအကန့်အသတ်တွေကြားကနေဂိုးဖန်တီးမှုစံချိန်တစ်ခုထက်တင်နိုင်ခဲ့တယ်ဆိုတာကတကယ်ကိုချီးကျူးရမယ်စွမ်းဆောင်ရည်မျိုးပါပဲ။ဘရူနိုရဲ့ဂိုးဖန်တီးမှုတွေကိုအသေးစိတ်ပြန်လည်ခံစားကြည့်မယ်ဆိုရင်တော့ဘရူနိုဟာဒီယာဒီပရီးမီးယားလိမှာပထမဆုံးဂိုးဖန်တီးမှုကိုပွဲစဉ်ရှေ့ကျမှပဲစတင်ရရှိခဲ့တာဖြစ်ပါတယ်။တောင်ကမ်ဘော second phase ကနေဘရူနိုဂိုးရှိဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကိုမက်ဂွိုင်းယားကအပိုင်ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။ဒါဟာ United ကို Anfield မှာနိုင်ပွဲရသွားစေခဲ့တဲ့အဖိုးတန်အနိုင်ကိုလည်းဖြစ်လာခဲ့ပါတယ်။နောက်ထပ်နှစ်ပတ်အကြာ Forest နဲ့အဝေးကွင်းမှာ2ဂိုးစီတည်ကြခဲ့တဲ့ပွဲမှာတော့ဘရူနိုဟာတောင်ကမ်ဘောကနေ Casemiro ရဲ့အဖွင့်ဂိုးကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ဆက်လက်ရှင်ပြိုင်ကစားခဲ့တဲ့ Premier League ပွဲစဉ်17မှာတော့ United ဟာစပါးနဲ့အဝေးကွင်းမှာပဲတစ်ဖက်2ဂိုးစီတည်ကြခဲ့ပြန်တယ်။ဒီပွဲမှာလည်းဘရူနိုဟာတောင်ကန်ဘောကနေပဲနောက်ခံလူဒီလေးရဲ့66မိနစ်နောက်ကျခြေပါကိုဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။ပဲလစ်ကပထမပိုင်းမှာဦးဆောင်ကိုသွင်းနိုင်ခဲ့ပေမဲ့ United ကဒုတိယပိုင်းမှာ2ဂိုးပြန်သွင်းပြီးတော့ကန်ဘတ်နိုင်ပွဲယူနိုင်ခဲ့တယ်။အဲ့ဒီ2ဂိုးစလုံးကိုဘရူနိုဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်။ Free kick ကနေဘရူနိုဂိုးရှိကိုအသာလေးတင်ပေးလိုက်တဲ့ဘောလုံးကိုဆက်ဇီးက 1-1 ဖြစ်စေခဲ့တယ်။ဂိုးတဲ့တန်းကန်မှုနည်းနည်းခက်ခဲတဲ့အနေအထားမျိုးဖြစ်ပေမဲ့လည်းဒီယာဒီအတွက်ရှာရှာပါပါဆိုသလိုပဲဆက်ဇီဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ဘရူနိုအသာလေးတိုးပေးလိုက်တဲ့ free kick ကနေပဲမေဆန်မောင်းကအနိုင်ဂိုးဖြစ်စေခဲ့ပါတယ်။ဒီပွဲဟာဘရူနိုရဲ့ဒီယာဒီဂိုးဖန်တီးမှုစံချိန်အတွက်အင်မတန်အရေးပါတဲ့အလှည့်ပြောင်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။သူ့ရဲ့ထုံးစံတိုင်း Premier League ရဲ့ chance create အများဆုံးကစားသမားအဖြစ်စင်စက်မပြတ်ရပ်တည်ထားနိုင်ခဲ့ပေမဲ့ဘရူနိုဟာဒီပွဲမတိုင်ခင်ဒီပရီးမီးယားလိ12ပွဲမှာဂိုးဖန်တီးမှု3ကြိမ်ပဲလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုတပွဲတည်းနဲ့ဂိုးဖန်တီးမှု2ကြိမ်ရခဲ့တယ်။ပရီးမီးယားလိရဲ့ဂိုးဖန်တီးမှုအများဆုံးကစားသမားစီးရင်မှာလည်းထိပ်ပိုင်းနာကိုသူရောက်လာခဲ့ပါတယ်။ဒီပွဲမှာလည်းဘရူနိုအထူးခြေစွမ်းပြကစားခဲ့ပြီးကိုယ်တိုင်2ဂိုးသွင်းနိုင်ခဲ့တယ်လို့တိကျသေးကြတဲ့ကန်တင်ပေးပို့မှုတစ်ချိန်နဲ့မေဆန်မောင်းရဲ့ဂိုးကိုလည်းဖန်တီးပေးသွားခဲ့ပါတယ်။အပြန်လန်ဂိုးတွေသွင်းပြီးတစ်ဖက်4ဂိုးစီတည်ကြခဲ့တဲ့ဒီပွဲမှာလည်းဘရူနိုကတဂိုးသွင်းတဂိုးဖန်တီးပေးနိုင်ခဲ့တယ်။ကက်စမီရိုကိုတောင်ကန်ဘောကနေတဂိုးဖန်တီးပေးခဲ့ပြီးကိုယ်တိုင်လည်း direct free kick နဲ့တဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။အမိုရင်လက်ထက်ဘရူနိုရဲ့နောက်ဆုံးဂိုးပေါင်ဝင်ပတ်သက်မှုတွေဆိုရင်လည်းမမှားပါဘူး။ကဲတိတ်ကနေပြဖလက်ချာတာဝန်ယူကင်တွယ်ခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။နံပါတ်10ရိုးကိုပြန်ရောက်လာတဲ့ဘရူနိုကရှက်ကိုရဲ့ဂိုးကိုတိကျသေးကြတဲ့မြှောက်ထုတ်ပေးပို့မှုမျိုးနဲ့ဖန်တီးပေးသွားခဲ့ပါတယ်။မိုက်ကယ်ကာရီလက်ထက်ပထမဆုံးပွဲစဉ်ဖြစ်ပြီး United ဟာအနည်းငယ်အံ့အားသင့်ပွဲကောင်းစွာပဲ Man City ကိုပြက်ပြက်သားသားအသာစီးကစားနိုင်ခဲ့ပါတယ်။တူးစင်းနဲ့ပဲပွဲပြီးခဲ့ပေမဲ့အနည်းလေးဒီထက်2ဆလောက်ဂိုးပြတ်သွားနိုင်ခဲ့တဲ့အထိခြေစွမ်းပိုင်းနီးပြူအပိုင်းတွေမှာအသာစီးရခဲ့တာဖြစ်ပါတယ်။ Bruno ရဲ့တက်ရတဲ့မြောက်ထိုးပေးပို့မှုကနေအမ်ဘူမိုအဖွင့်ကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဇီယာထိတ်ဆုံးကအာဆင်နယ်ကိုဒီယာဒီအမ်မရိတ်မှာပထမဆုံးအကြိမ်ဖြစ်ရှုံးပွဲတွေ့သွားစေခဲ့တဲ့ United အတွက်ဒုတိယဂိုးကို Bruno ဟာဒိုကူနဲ့တတ်ရပဲအပြန်အလှန်ပေးယူလုပ်ပြီးတော့ဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာလည်း Bruno ဟာ open play ကနေတကူ set piece ကနေတကူဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။တောင်ကန်ဘောကနေ Casemiro ရဲ့ဂိုးကိုဖန်တီးပေးနိုင်ခဲ့တယ်လို့သူ့ရဲ့တိကျသေးကြတဲ့ဖြတ်တင်ပေးပို့မှုကနေ Sheshko ကအနိုင်ကိုသွင်းနိုင်ခဲ့ပါတယ်။ပွဲစ4မိနစ်မှာတင်ဦးဆောင်ကိုပေးခဲ့ရတဲ့ United ဟာဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူကမ်ဘတ်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။အဲ့ဒီပွဲမှာတော့ Bruno တကူသွင်းပြီးတကူဖန်တီးပေးနိုင်ခဲ့ပါတယ်။ပနယ်တီကနေခြေပေါင်ကိုကိုယ်တိုင်ပြန်သွင်းပေးခဲ့ပြီးတော့သူ့ရဲ့ဖြတ်တင်ဘောပေးပို့မှုကနေ Sheshko ရဲ့ခေါင်းတိုက်ချက်ကအနိုင်ကိုဖြစ်လာခဲ့ပါတယ်။ Bruno ရဲ့ free kick ကန်တင်ပေးပို့မှုကနေ Casemiro ကခေါင်းတိုက်ဂိုးသွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်
ဘရူနိုနှစ်ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲပါပဲ။ထောင်းကန်ဘောကနေကက်စမဲရိုရဲ့ဂိုးကိုဖန်တီးပေးနိုင်ခဲ့တဲ့သူ့ရဲ့မျှော်ထိုးပေးပို့မှုကနေကူးညာကနောက်တစ်ခုထပ်သွင်းနိုင်ခဲ့ပါတယ်။ဘရူနိုရဲ့ဖြတ်တင်ဘောပေးပို့မှုကနေကက်စမဲရိုကခြေပါဂိုးတစ်ခုပြန်သွင်းပေးခဲ့တာဖြစ်ပါတယ်။ဘရူနိုရဲ့ဖြတ်တင်ဘောပေးပို့မှုကနေကူးညာကတလုံးသေးသောအနိုင်ဂိုးကိုသွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ထုံးစံတိုင်းပဲတိကျသေးကြတဲ့မျှော်ထိုးပေးပို့မှုမျိုးနဲ့ရှက်ကိုရဲ့ဂိုးကိုဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်။ဘရူနိုရဲ့ဖြတ်တင်ဘောပေးပို့မှုကနေအမ်ဘူမိုကအပိုင်ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဘရူနိုရဲ့ထောင်းကန်ဘောကန်တင်ပေးပို့မှုကနေဒိုဂူကအပိုင်ခေါင်းတိုက်ဂိုးသွင်းသွားခဲ့တာဖြစ်ပါတယ်။ဘရူနိုရဲ့ဂိုးဖန်တီးမှု22ချိန်မှာဂိုးသွင်းပေးနိုင်ခဲ့ကြတဲ့အသင်းဘော်တွေကတော့ကက်စမဲရို6ဂိုးရှက်ကို4ဂိုးကူးညာ2ဂိုးအမ်ဘူမို2ဂိုးမေဆန်မောက်2ဂိုးဒိုဂူ2ဂိုးမကွိုင်းယာဆက်ဇီနဲ့ဒီလစ်တို့ကတော့1ဂိုးစီဖြစ်ပါတယ်။တေကန်ဘောတွေကနေဖန်တီးပေးခဲ့တဲ့ဂိုးတွေလည်းအတော်များများပါဝင်နေတယ်ဆိုပြီးတော့ဘရူနိုရဲ့စံချိန်ကိုဝေဖန်မှုတချို့လည်းရှိနေတာတွေ့ရပါတယ်။ဒါကတော့သူ့အမြင်ကိုအမြင်ရှိကြမှာဖြစ်တဲ့အတွက်ကျွန်တော်အထွေအထူးဘာမှမပြောလို့ပါဘူး။ဒါပေမဲ့ဒီယာဒီ United ပွဲတွေကိုတပွဲချင်းသေချာကြည့်ဖြစ်ခဲ့မယ်ဆိုရင်တော့ဘရူနိုဟာ open play ကနေလည်းဂိုးဖန်တီးမှုရသွားနိုင်တယ်။ရလဲရသင့်တဲ့အခွင့်အရေးမျိုးတွေကိုပွဲတိုင်းဒီပါအနည်းဆုံးတစ်ချိန်ကနေ2ချိန်3ချိန်လောက်ထိအမြဲမပြတ်ဖန်တီးပေးနိုင်ခဲ့တယ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်။ United ကစားသမားတွေဒါဒီထက်ပိုပြီးဂိုးသွင်းသေချာခဲ့မယ်ဆိုရင်ဘရူနိုဟာဂိုးဖန်တီးမှု25ချိန်လောက်ထိရသွားနိုင်ပါတယ်။အချိန်30လောက်ထိမရဘူးလို့လည်းမပြောနိုင်ပါဘူး။ဒါကြောင့်ဘရူနိုအနေနဲ့အခုလိုမျိုးပရီးမီးယားလိရဲ့သမိုင်းဝင်စံချိန်သစ်တစ်ခုကိုရရှိပိုင်ဆိုင်နိုင်ခဲ့တယ်ဆိုတာတကယ်ကိုထိုက်တန်ခဲ့တယ်လို့ပဲကျွန်တော်ကတော့ယုံကြည်နေပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့ညီကိုတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။